တောရွာဒေသတွေမှာတရင်နေ့တိုင်းဥပုသ်ဆောင်ပြီဆိုလို့ရှိရင်စာကောင်းကောင်းဖတ်တတ်တဲ့ပုဂ္ဂိုလ်က950စာအုပ်ကြီးကိုယူပြီးတော့ဥပုသ်တယ်တွေကိုဖတ်ပြ950ဇာတိပတ်တွေကိုလည်းဖတ်ပြတယ်ကြီးသေးလေးတက်ဆရာတော်ကြီးရေးတဲ့စိနထပကာသနီဆိုတဲ့ဘုဒ္ဓဝင်ကိုလည်းဖတ်ပြကြအဲ့ဒီလိုနဲ့စာပေမဖတ်တတ်တဲ့တောရွာဒေသမှာတက်ကြီးရွယ်အိုအဖိုးအဖွားတွေလည်းပဲဘုဒ္ဓဝင်တို့950တို့ဆိုတာကြာဘူးနောက်ရှိပြီးတော့နေကြမြန်မာနိုင်ငံအနှံ့အပြားဇာတကယဉ်ကျေးမှုတွေဟာလွှမ်းမိုးထားသည့်အတွက်ကြောင့်မြန်မာလူမျိုးတွေရဲ့သွေးတဲ့သားထဲမှာဘုရားရဲ့အဆုံးအမတွေဟာရောက်ရှိဝင်နေလို့မြန်မာလူတို့ရဲ့တကယ်ယဉ်ကျေးမှုအစ်စ်လို့ခေါ်တဲ့စိတ်နေသဘောထားတွေဟာပြန့်ပွားနေတာမှန်တယ်မြန်မာယဉ်ကျေးမှုနဲ့ဘုရားဘာသာယဉ်ကျေးမှုနှစ်ခုဟာခွဲခြားလို့မရတော့အောင်မြန်မာယဉ်ကျေးမှုဆိုတာဘာလဲဘုရားယဉ်ကျေးမှုပဲဘုရားယဉ်ကျေးမှုဆိုတာဘာလဲမြန်မာယဉ်ကျေးမှုပဲလို့ကာရဝနိမာဒတရားထားတာကအစဧည့်သည်များဘောဝတ္တရားကြည်ပြွန်တာတို့တစ်ဖက်သားကိုကူညီတာတို့အခုခေတ်မှာသာလူမှုကူညီရေးအသင်းတွေဆိုပြီးတော့ဖြစ်လာတာတောရွာဒေသတွေမှာဆိုလို့ရှိရင်တာရေးနိုင်ရေးကိစ္စမှာတရွာလုံးဝိုင်းလုံနေတာဟာအစင်လာတစ်ခုပဲအလူတစ်ခုရှိပြီဆိုရင်တအိမ်ထင်းတစ်စီးစီပို့တာအပြိုကောင်းတို့ကာလာသားကောင်းတို့ခေါင်းပေါင်းကြီးတို့ဆိုတာရှိတယ်တောရွာတွေမှာမောင်းထောင်းရမယ်ဆိုရင်လည်းမောင်းတချင်းနဲ့ထောင်းပေးတယ်မဏ္ဍထိုးရမယ်ဆိုရင်လည်းမဏ္ဍဝိုင်းထိုးပေးကြတယ်ချက်เสียပြုတ်เสียရှိလည်းပဲသူ့အဖွဲ့နဲ့သူဘာမှလူလီသေးမရှိရဘူးနောက်ဆုံးမှဘုန်းကြီးတို့တောင်မိလိုက်တယ်တောရွာဒေသတွေမှာကောက်ဆိုင်တာဆိုတာလေငှားရတာမဟုတ်ဘူးကောက်ဆိုင်မှတွေသမင်းကျွေးပြီးတော့ကြေးရွာမှာကောက်စပါးဝိုင်းပြီးတော့စိုက်ကြတယ်ကောက်ဆိုင်မှအသင်းတွေရှိတချင်းလေးဆိုပြီးတော့ကောက်ဆိုင်ကြတာပျော်ပျော်ပါပါပဲဒီကောင်မှပိုက်ဆံပေးတယ်လို့မကြားဘူးသမင်းမဲ့ကျွေးတာခုခေတ်တော့မရတော့ဘူးအဲ့ဒါမြန်မာရဲ့ယဉ်ကျေးမှုမှာငွေကြေးပေါ်မှာအခြေမခံပဲနဲ့မေတ္တာစေရနာပေါ်မှာအခြေခံပြီးတော့ဝိုင်းလို့ဝိုင်းစားဆိုတဲ့စနစ်အင်တာမချစ်စရာကောင်းတဲ့စနစ်တစ်ခုပဲလို့ပြောမှာအဲ့ဒီယဉ်ကျေးမှုတွေဟာဇာတကတွေရဲ့လွှမ်းမိုးမှုမြတ်စွာဘုရားရဲ့ဆုံးမဩဝါဒတွေရဲ့ဩဇာတက်ရောက်မှုလို့ဒီလိုပြောနိုင်တာပဲယဉ်ကျေးကြတယ်လိမ္မာကြတယ်အဲ့ဒါလို့အခြေအနေတစ်ခုမြန်မာနိုင်ငံမှာထင်ထင်ရှားရှားရှိခဲ့ဘုရားကျောင်းကနေသွားမယ်ဆိုရင်ဇာတကစရိုရီတွေကိုပကြီးနဲ့ဆွဲပြီးတော့ဘုရားဖူးရင်ကနေပြီးတော့ဖတ်လို့ရှုလို့ရတဲ့ပကြီးကားချက်တွေဟာလည်းပဲစာအုပ်ဖတ်เสียမလိုတော့ပဲနဲ့အချင်းချုပ်ကိုထုတ်လုပ်ပြီးတော့ပြတာတော်များများကောသလမင်းကြီးရဲ့အိမ်မက်16ချက်ဆိုတာပကြီးကားချက်ဖတ်တာနဲ့ပဲသိနေကြလို့ပေါ့ဇာတကနဲ့ပတ်သက်တဲ့ကျိုးကျေးဇူးတွေအမှန်တမ်းများပြားတယ်လို့ပြောအဆုံးမဥပရိသတွေတခြားဟာရည်ညွှန်းစရာမရှိရင်ဇာတကကိုရည်ညွှန်းပြီးတော့ပြောကြပြုတ်ရီကြပြာတွေမှာလဲဇာတကအရာပြောကြအဲ့ဒါလို့တစ်ချိန်တုန်းကမြန်မာနိုင်ငံမှာတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်တွေအမတ်ကြီးတွေကစပြီးမြန်မာသာလိမ့်လံမှုဆိုတဲ့အချိန်အမှန်တမ်းဇာတကတွေကရတဲ့သင်္ကန်းစာတွေနဲ့တ
တိုင်းပြည်ကိုရှေ့ဆောင်ရှေ့ရွက်လောက်ကြဆောင်ရွက်လောက်ကင်သွားကြလို့ပြည်တော်စုမြန်မာနိုင်ငံတော်ဆိုတာခဏခေတ်ထီအောင်ထဲထဲဝါဝါရှိနေတာပေါ့ဒါကြောင့်မို့အခုဒီကနေ့ညမှာလည်းပဲဇာတကနဲ့ပတ်သက်တာလေးပြန်ပြီးတော့မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေပဲဇာတကဒေသနာမှမြတ်ဗုဒ္ဓရဲ့အဆုံးအမများ50ဇတ်တွေထဲမှာဇတ်ကောင်ကပြောသွားတဲ့စကားတွေလို့ဆိုရင်ပဲမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေပဲဗုဒ္ဓရဲ့အဆုံးအမတွေဟာလောကမှာကြီးပွားရေးမျက်မှောက်ဘဝကြီးပွားရေးတံပရာယိကလို့ဆိုတဲ့နောင်ဘဝကြီးပွားရေးတိုးတက်ရေးကောင်းကျိုးချမ်းသာတွေရရှိရေးကိုညွှန်ပြထားတဲ့အဆုံးအမတွေဒါဖြစ်တယ်ပေါ့ယူတတ်မယ်ကျင့်တတ်မယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာအလုံးခေတ်မှာမတိမ်ငေါပဲနဲ့ဘယ်လူမှုရေးအတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်အရင်ကြစိတ်ထက်ယဉ်ကျေးမှုကိုအခြေခံဟောထားတာဖြစ်သောကြောင့်အင်တမတမိုးရှိတယ်အင်တမတမိုးရှိဒီကနေ့တေတကုဏဆက်လို့ခေါ်တယ်ဂါထာပေါင်း40ရှိတယ်ဇတ်လမ်းကနေပြီးတော့မြတ်စွာဘုရားနဲ့ဟောကြားခဲ့တဲ့အဆုံးအမလေးတွေတိုင်းပြည်ကိုဥဆောင်ဥယျက်ပြီးတော့လုံနေတဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေနဲ့ပတ်သက်ပြီးတော့လိုက်နာပွဲကျင့်သုံးပွဲပြုကျင့်ပွဲရှောင်ပွဲဆောင်းပွဲတွေကိုဟောထားတာဟာအလွန်မှတ်သားစရာကောင်းတယ်လို့ဒါဟာမြတ်စွာဘုရားရဲ့အဆုံးအမပဲဒီဇတ်ကိုဟောတာကောသလမင်းကြီးကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့မြတ်စွာဘုရားဟောတာရာဇဓမ္မလို့ခေါ်တယ်။ဒါပြီးအုပ်ချုပ်တဲ့မင်းတွေလိုက်နာကျင့်သုံးဖို့ဆိုပြီးတော့ဟောကြားခဲ့တဲ့ဒေသနာတစ်ခုပဲဖြစ်တယ်ပေါ့။လူတွေရဲ့အဖွဲ့အစည်းကဘာဥကာလကစတင်ပေါ်လာတဲ့အခါမှာလူသားတွေရဲ့ကဘာလူသားတွေအစပြိုးလာတဲ့အချိန်လူရဲ့ဂုဏ်သိက္ခာတွေဟာအလွန်မြင့်မားတယ်အခညတုတ်ဆိုတဲ့ကဘာဦးကျမ်းကိုကြည့်အခဆိုတာကဘာဦးအစညာဆိုတာတိကောင်းစေဟာအခညဘယ်တော့ကလူဘဝစခဲ့တယ်လဲတော့မြန်မာရဲ့ယူဆမြောက်ကလူကစတာမဟုတ်ဘူးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့လူသားတွေရဲ့အစဆိုတာမြောက်ကစတာမဟုတ်ဘူးဗြဟ္မာကြီးကဖြစ်လာတာလည်းမဟုတ်ဘူးသို့တော့ဆက်သွယ်မှုကိုပြောရမယ်ဆိုရင်ကဘာမြေကြီးစတင်ပြီးတော့နော်ကဘာကြီးမီးလောင်ပျက်စီးသွားပြီးတဲ့နောက်ကဘာမြေကြီးစတင်ပေါ်လာတဲ့အချိန်မှာသတ္တဝါဆိုတာသေမျိုးဆိုတဲ့အတိုင်းပဲလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ဗြဟ္မာပဲဖြစ်ဖြစ်မြည်သည့်တရှိတတ္တဝါပဲဖြစ်ဖြစ်တက်တန်းစေရင်သေစမြဲပဲအဲ့ဒီမဲ့ဗြဟ္မပြေကဗြဟ္မာတွေဟာတက်တန်းစီလို့သေဆုံးလာတဲ့အခါမှာအခုလူဘုံလို့ခေါ်တဲ့နေရာဒေသတွေမှာပထမဆုံးစပြီးတော့ဖြစ်လာဒါကဗုဒ္ဓရဲ့ဟောပြောချက်ခဏခေတ်သိပ္ပံလူတွေကတော့တစ်မျိုးပြောတာပေါ့နော်ရေထဲကအမီးနဲ့အကောင်တက်လာပြီးအမီးပြုတ်သွားတာတော့ဒါတော့တိရစ္ဆာန်ကတော့လူမဖြစ်နိုင်ပါဘူးသူ species နဲ့သူဖြစ်ရင်ခဏတိရစ္ဆာန်တွေလည်းလူဖြစ်လာမှာပေါ့ပြောမယ်ဆိုလို့ရှိရင်ကဘာဦးကတိရစ္ဆာန်ကမှလူဖြစ်တယ်ဆိုရင်ခဏတိရစ္ဆာန်တွေလည်းလူဖြစ်ရမှာပေါ့တဖြည်းဖြည်းအဲ့တော့သူမျိုးနွယ်နဲ့သူ species ဆိုတာသူ့ဟာလည်းသူလာတာပဲကဘာမြေကြီးမှာအဲ့ဒီတော့က
မြေကြီးကမမာသေးဘူးရေပြင်အကျော်လေးတင်းနေတဲ့အချိန်ဒီပေါ်မှာတက်နင်းလို့မရနိုင်တဲ့အချိန်ကစပြီးလူသားမျိုးနွယ်စဘယ်တိရစ္ဆာန်တွေရှိအောင်မလဲဗြဟ္မာဘဝကသေဆုံးလာတဲ့ပုဂ္ဂိုလ်ဟာသူကံအရာအမိဖဆိုတာမရှိဘဲနဲ့ဥပပပတိတရေလို့ခေါ်တယ်ပြုတ်ခနဲ့မွေးဖွားတာအဲ့ဒီမွေးဖွားနည်းနဲ့မွေးဖွားလာတဲ့အခါကဘာဦးလူသားဟာကြာမအဖိုးအမခွဲခြားထားတာမရှိဘူးတဲ့ယောက်ျားမိန်းမမရှိသေးဘူးတတ္တဝါလို့ပဲခေါ်သေးတယ်အဲ့ဒီအချိန်မှာလူလို့လည်းမခေါ်ဘူးတတ္တလို့ပဲခေါ်ကဘာဦးကစတင်ပြီးတော့ဖြစ်လာတဲ့အခါမှာနင်းเสียမြေလည်းမရှိသေးသည့်အတွက်ကြောင့်ကောင်းကင်မှာသွားလာနေကြတယ်ကိုယ်ပိုင်အယောင်အဝါတွေရှိတယ်စားเสียဆိုတာသူတို့ဘဝသူတို့ပြောနေတဲ့ပီတိနဲ့ပဲသက်ရှင်နေကြတယ်အန္တလိခစရာကောင်းကင်မှာသွားတယ်တဲ့တယံပပါကိုယ်ပိုင်အလင်းရောင်ရှိတယ်တဲ့ပီတိဘက်ခါနှစ်သက်ကျင့်နေတာနဲ့ပဲလူဟာတင့်တယ်အားရဟုတ်တယ်အခုခေတ်ကလေးတွေတောင်မှပဲတကယ်ချင်းပေါင်းတဲ့နေနဲ့ကစားနေတယ်ဆိုထမင်းဆာမှမသိဘူးလေအဲ့ဒါပီတိဘက်ခါမိဘတွေကခေါ်ကြွေးတောင်တော်နဲ့စားကြတာမဟုတ်ဘူးလေပီတိဆိုတာလည်းပဲလူရဲ့စွမ်းအားတွေခန္ဓာကိုယ်ထိန်းထားနိုင်စွမ်းရှိတာအဲ့ဒါလို့သူ့ဘတ်ထာယိနောတဲ့တင်းတင်းတဲတဲနဲ့လူသားတွေဟာခုံရှိတရေရှိအဲ့ဒီခက်ကဒီလိုနေလာခဲ့တာနှစ်ပေါင်းအတော်ကြာလာလို့ကဘာမြေကြီးအကျော်တင်းလာပြီးတော့မားလာပြီဆိုတဲ့အခါကျတော့မြေကြီးပေါ်မှာရောက်လာတယ်ဒါလည်းနှစ်ပေါင်းများစွာကြာတယ်ပေါ့ရောက်လာတဲ့အခါမြေကြီးကအလွန်တန်ရှင်းစင်ကြယ်နေတယ်အဲ့ဒီတန်ရှင်းစင်ကြယ်နေတဲ့မြေကြီးကဘာနဲ့ဥပမာတူတော့ဆိုမလိုင်နေလို့ထောပတ်တယ်လို့အနတ်ရတာလည်းရှိတယ်အဲ့ဒီမှာလူသားတစ်ယောက်ကအဆင်းရောင်ကလည်းလှတယ်အနတ်လည်းကောင်းတယ်ဆိုတော့လက်နဲ့ကော်ပြီးတော့ရဲကြည့်လိုက်တာကြိုက်သွားတယ်အဲ့ဒီကြိုက်သွားတယ်ဆိုတာရတ္တတဏပေါ်လာခြင်းပဲဖြစ်တယ်ပေါ့ဒီလိုဆိုတာပေါ့နော်ဒါအက္ခညာတုံးမှာအသေးစိတ်ဟောထားတာရှိပါအဲ့ဒီမှာလူသားတွေရဲ့ဘဝအခြေအနေတစ်ခုဟာပြောင်းလဲသွားတယ်အဲ့ဒီကနေတဖြည်းဖြည်းလူသားတွေရဲ့စိတ်ဓာတ်တွေထဲမှာညှဉ်းနှွမ်းမှုတွေဝင်လာပြီးနောက်ဆုံးကြတော့လူတွေဟာတဖြည်းဖြည်းအကျင့်ပြက်လာတယ်လို့သာပြောတာနော်အကောင်းကနေအဆိုးဖြစ်တာအဆိုးကနေအကောင်းဖြစ်လာတာမဟုတ်ဘူးသိကောင်းတဲ့ချိန်ကနေပြီးတော့သိဖြူစင်တဲ့အဆင့်ကနေပြီးတော့တဖြည်းဖြည်းအမဲဆက်ကလေးတွေပေါ်လာပြီးတော့လူတွေဟာနှိမ့်ကြလာလိုက်တာနောက်ဆုံးကြတော့သူများပစ္စည်းခိုးလာတာတွေဘာတွေဒီလိုဟာတွေလှုပ်လာမကောင်းတဲ့အလုပ်တွေဝင်လာတဲ့အခါကျတော့မှလူသားထုကြီးတရလုံးကနေပြီးတော့တို့မှာမဟုတ်တဲ့လူကိုပြစ်ပေးဖို့ဟုတ်တဲ့လူတွေကိုချီးမြှောက်ဖို့ကာဝယ်ဆောက်ရှောက်ပေးဖို့ခေါင်းဆောင်ဆိုတာလိုလာပြီတို့လူခေါင်းဆောင်ဆိုတာလိုလာပြီလူတွေတဲကဉာဏ်ပညာအရှိဆုံးပုဂ္ဂိုလ်တယောက်ကိုဝိုင်းပြီးတော့မဟာသမ္မတဆိုပြီးတော့မြောက်ကြအဲ့ဒီကစလာအဲ့ဒီကစမဟာသမ္မတဆိုတာသမုတ်တင်မြောက်အပ်သူလို့အဓိပ္ပာယ်ရအများကသမုတ်တင်မြောက်အပ်သူတောင်းကဘာလို့ရတော့ဆိုရင်ကဲရဲ့ရှုတ်ချလိုက်တဲ့ပုဂ္ဂိုလ်ရှုတ်ချရမယ်အပြစ်ပေးလိုက်တဲ့ပုဂ္ဂိုလ်အပြစ်ပေးရမယ်အဲ့ဒီလုပ်ကိုလုပ်ပါကျန်တဲ့လူတွေကနေပြီးတော့ဒီလုပ်ရသည့်အတွက်ကြောင့်သူ့ရဲ့ဝမ်းစာအတွက်တာဝန်ယူတဲ့အနေနဲ့ဆေဘုံတဘုံအခွန်ဆက်ကြဒါလူတွေသဘောတူညီခြင်းနဲ့လုပ်တာ
ခဏခေတ်ကြတော့အခွန်တိန်းတာတွေဖြစ်လာနော်အမှန်ကတော့အခွန်ပေးတယ်ဆိုတာလူတို့ကစပေးတာအခွန်မရှောင်ရပေးလိုက်တဲ့အခွန်ပေးတာအဲ့ဒါလို့မဟာသမ္မတမင်းကိုအခွန်ပေးတာအနေစပြီးတော့ဦးစီးကောင်းဆောင်အုပ်စိုးတဲ့ဘုရင်စနစ်ဆိုတာပေါ်လာပြီတိုင်းပြည်အုပ်ချုပ်ပြီးခဏခေတ်တရားဒီတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်နဲ့တိုင်းပြည်ပြည်သားဆိုတာဒီလိုလားအဲ့တော့အဲ့လိုလာတဲ့အခါကျတော့မင်းဆိုရာသားတွေဘက်ကလည်းပြောစရာတွေဖြစ်လာတယ်ပြည်သူပြည်သားတွေဘက်ကလည်းပြောစရာတွေဖြစ်လာလူလောကကြီးဆိုတာတဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်သွားတာမဟုတ်ဘူးရသောအဖြစ်ကောင်းတယ်ကောင်းလာတယ်ဆိုတာရုပ်ထုဘက်ကတော့ကောင်းရင်ကောင်းမယ်သို့တော့လူတွေရဲ့စိတ်နေသဘောထားအကျင့်တရားတွေဆိုတာယိုယွင်းကျဆင်းလာတတ်တယ်ဟောအဲ့ဒီလိုယိုယွင်းကျဆင်းလာတဲ့အခါမျိုးမှာမယိုယွင်းအောင်မကျဆင်းရခေတ်အလိုက်ဒါမျိုးတွေကဖြစ်လာတတ်တယ်ပေါ့အဲ့ဒါကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့မြတ်စွာဘုရားကောသလမင်းကြီးကိုဟောတာဘုရင်တွေလိုက်နာကျင့်သုံးရမယ်ဓာတ်ပြည်အုပ်ချုပ်တဲ့ဘုရင်တွေလိုက်နာကျင့်သုံးဖို့ဆိုပြီးတော့ဟောတာအဲ့တော့ဓာတ်ပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ဟာအကောင်းဆုံးဖြစ်အောင်မလုပ်ရမလဲဆိုတဲ့ဇလန်းထည့်ပြီးတော့မြတ်စွာဘုရားသင်္ကန်းစာပေးတာဆုံးမပေးရစ္ဆံကာရေတုကာမေနကိဉ္တုကိစ္စံကတံဝရံရစ္ဆံကာရေတုကာမေနဆိုအုပ်ချုပ်ရေးအာဏာကိုရရှိထားတဲ့ပုဂ္ဂိုလ်အနေနဲ့အကောင်းဆုံးဖြစ်အောင်မလုပ်သင့်လဲဆိုလိုတာတိုင်းပြည်အုပ်ချုပ်တဲ့မင်းဟာမလုပ်ရမှာလဲဆိုတဲ့ပညာရှိစီကနေပြီးတော့အဖြေရဖို့တောင်းဆိုဖို့မြတ်စွာဘုရားဒီလိုခေါ်ထားအဲ့ဒီမှာတိုင်းပြည်အုပ်ချုပ်တဲ့မင်းတရားဆိုတာတဲ့ဘောဓလမင်းကြီးကိုဆုံးမတော့ရိညာနာမတိတုတမေတုထတ္တဝါရစ္ဆံကာရိတ္တပံရစ္ဆံဆိုတာရိညောဘာဝရစ္ဆံတိုင်းပြည်မှာအုပ်ချုပ်ခွင့်စီမံခွင့်အခွင့်အာဏာကိုရစ္ဆလို့ခေါ်တာပဲအဲ့ဒီရစ္ဆကိုဘယ်သူကပေးထားတာတော့ဆိုတိုင်းပြည်ပြည်သားတွေကပေးထားတာပဲအဲ့ဒီလိုတိုင်းပြည်ပြည်သားတွေကပေးထားတဲ့အခွင့်အာဏာရတဲ့ပုဂ္ဂိုလ်ဟာတဲ့လိုက်နာကျင့်သုံးပွဲရှောင်းပွဲဆောင်းပွဲတရား၃မျိုးပေါ်မှာရပ်တည်ပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်ရမယ်လို့မြတ်စွာဘုရားဒီတရားတော်မှာဟောထားအဲ့ဒီမှာအဖြေကဂါထာနဲ့ဟောထားတာဘာလို့ဆိုဧဝဝိထတံကောတံဟာတံနိဝါရေတတောကိစ္ဆာနိကာရေယတံဝတံအာဟုခတ္တိယအပြည့်အချုပ်တဲ့ဘုရင်မင်းတရားတွေကိုမြတ်စွာဘုရားဆုံးမဩဝါဒပေးတဲ့အနေနဲ့ဇာတကမှာဖော်ညွှန်းထားတဲ့စကားတစ်ခုပထမေနပထမေနေဝဝိထတံတပည့်အုပ်ချုပ်တဲ့ဘုရင်ဆိုတာဟာတဲ့ဘယ်တော့မှလိမ်လီမပြောရဘူးတဲ့အမြဲတမ်းမှန်မှန်ကန်ကန်ပြောရဝိသဝါဒကိုရှောင်ရမယ်လို့သူဆိုတယ်ဟောရာဇာနာမမုတဝါဒနိဝါရေတပည့်အုပ်ချုပ်တဲ့မင်းဆိုတာဘယ်တော့မှမှန်မှန်ကန်မပြောရဘူးတဲ့မှန်မှန်ကန်ရမယ်ပြောရမယ်တဲ့ဘာဖြစ်လဲဆိုရင်တပည့်အုပ်ချုပ်တဲ့မင်းဟာသိရေးကြည့်တယ်တဲ့ဘုရင်ကမမှန်မကန်ပြောပြီးဆိုလို့ရှိရင်တဲ့အဲ့ဒီမင်းရဲ့နိုင်ငံမှာမြေစီရေစီဩဇာတွေကျဆင်းသွားတတ်တယ်ဒါကတော့ကိုချင်းတရားပြပြမှုကိုအကြောင်းပြုပြီးတော့ဖြစ်တတ်တဲ့သဘာဝကိုပြောတာဒါတွေကမျက်စိကမမြင်ရတော့လူတွေကယုံကောင်းမှယုံတယ်
မြတ်စွာဘုရားကအကြောင်းကျိုးဆက်ပြီးတော့ခုလိုဟောထားလိမ်နေပြီးတော့ပြောတတ်တဲ့တပည့်အုပ်ချုပ်တဲ့မင်းတရားရဲ့နိုင်ငံမှာတဲ့ဒီလိမ်လည်မှုဆိုတဲ့အကုသိုလ်ဟာတမန်အားဖြင့်တော့မကြည့်ဘူးလို့ထင်ကောင်းထင်လိုက်မယ်သို့တော်မုသဝါဒလိမ်လည်လိပြားပြီးတော့ပြောမယ်ဆိုတဲ့ဘုရင်ရဲ့နိုင်ငံဟာမြေစီရေစီတွေဆုတ်သွားတတ်တယ်ကဲစဉ်းစားကြည့်ဘယ်လိုပတ်သက်ဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားစဉ်းစားကြည့်ရပတ်သက်မှုရှိမရှိစဉ်းစားမြေရီဒေသတစ်ခုမှာစိုက်ပျိုးပြီးတော့စိုက်ပျိုးတာပဲဖြစ်ဖြစ်ဥယျာဉ်ခြံမြေလောက်တာပဲဖြစ်ဖြစ်တခါတရံကြုံရတတ်တယ်ပေါ့ဟိုဘက်ခြံနဲ့ဒီဘက်ခြံလူနှစ်ယောက်ခြံစိုက်ကြစိုက်တဲ့အခါမှာတစ်ဖက်ခြံကသီးနှံတွေတအားဖြစ်ပြီးတော့ဒီမြေဒီရေပဲဟိုတစ်ဖက်ခြံကအသီးမကျမသိဘူးတစ်ဖက်ခြံမှာသီးတယ်အဲ့ဒါဘာကြောင့်လဲလို့အဖြေရှာတဲ့အခါကျတော့ကမ္မပစ္စယဥဒုသမုဋ္ဌာန်လို့ခေါ်တယ်သူတစ်ဖက်ခြံကလူကကံကောင်းတယ်သူကံကြောင့်မို့လို့သူဥယျာဉ်ခြံကတစ်ပင်တွေကကြိုက်တဲ့ရာသီဥတုမျိုးရလာသူကံကြောင့်ရကမ္မပစ္စယဥဒုလို့ခေါ်တယ်ကံကြောင့်ဖြစ်ပေါ်လာတဲ့ကံအထောက်အကူပေးတဲ့ဥဒုတဲ့အဲ့ဒီဥဒုကမှတစ်ပင်တွေကိုရှင်သန်စေပြီးတော့သီးနှံတွေဖြစ်ပွားလာတယ်အတိအကျသီးတွေများပြားလာတယ်အဲ့ဒါကိုကမ္မပစ္စယဥဒုသမုဋ္ဌာန်တစ်ဆင့်ကအကြောင်းတရားခေါ်ဟိုတစ်ဖက်ကကံမကောင်းတဲ့လူကြတော့သူ့ရဲ့မကောင်းတဲ့ကံကြောင့်ဖြစ်ပေါ်လာတဲ့ဥဒုကသီးနှံကိုရောပါသွားစေကံကောင်းတဲ့ပုဂ္ဂိုလ်ရဲ့ကံတရားကဥဒုကောင်းကိုဖြစ်ပေါ်စေသည်မကောင်းတဲ့ကံရှိတဲ့ပုဂ္ဂိုလ်ရဲ့မကောင်းတဲ့ကံကြောင့်ဥဒုဟာတစ်ပင်တွေကြိုက်တဲ့ဥဒုမျိုးမဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်ကသီးနှံတွေများပြားတော့လေဟိုတစ်ဖက်မှာသီးနှံမကြဘူးတဲ့ဒါဟာကမ္မပစ္စယဥဒုသမုဋ္ဌာန်ခေါ်တခါတရံရှိတယ်လေနောက်တိုင်းကလူတွေတောင်ပြောကြတယ်တစ်ပင်လေးတစ်ပင်ရင်းမှာသွားပြီးတော့တချင်းလေးဆိုဂီတာလေးတီးပြီးအဲ့ဒီတစ်ပင်လေးကပိုလန်းလာတဲ့ဒါဖြင့်တစ်ပင်ကနားလေလို့လားလို့ဟုတ်ဘူးအဖြေကပါလဲဆိုရင်စိတ်တပစ္စယဥဒုသမုဋ္ဌာန်လို့ခေါ်ဂီတာတီးပြီးတော့တချင်းဆိုတဲ့လူကပျော်ပြီးတော့နေသည့်အတွက်ကြောင့်သူခန္ဓာကိုယ်ကထွက်တဲ့ chemical တွေကတစ်ပင်ကိုအကျိုးပြုသွားတစ်ပင်ကိုအကျိုးပြုသွားဒါကြောင့်မို့လန်းသွားအဲ့ဒါဆိုလို့ရှိရင်စိတ်ညစ်တဲ့လူတယောက်ပန်းမင်အောက်သွားထိုင်ရင်အဲ့ဒီပန်းလေးတွေဟာညှိုးနှွမ်းလာမှာပဲဓာတ်ကူးသွားတယ်လို့ပြောခြင်းလည်းပြောပါနော်စိတ်တပစ္စယဥဒုသမုဋ္ဌာန်ဆိုတာလည်းရှိတယ်ပေါ့ဒီလိုအဋ္ဌသလိနိထေကထာမှာဒီအဘိဓမ္မာသဘောအရအခြေခံချင်းမတူလို့ဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေကိုခွဲခြားပြီးတော့ပြောတာဟာအဘိဓမ္မာသဘာဝကြတယ်လို့ပြောရမယ်ဒါလည်းသဘာဝကြတာပဲဖြစ်နိုင်တာဒီလိုတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဘာလို့တယောက်နဲ့တယောက်မတူညီတဲ့သဘောတွေဟာအကြောင်းကံချင်းမတူတာတို့စိတ်နေသဘောထားချင်းမတူတာတို့ဒါတွေကိုအကြောင်းပြုပြီးတော့တဦးကကြီးပွားတယ်တဦးကမကြီးပွားဘူးဆိုတဲ့ကွဲပြားခြားနာချက်တွေကိုမြတ်စွာဘုရားကကမ္မံတတ္တိဝိပစ္စတိယတိတံဟိနပဏိတကာယဆိုဒီလိုဟောတာပဲကံကနေပြီးတော့ခွဲခြားသွားတယ်ဒီလိုဆိုတယ်ဒါကတော့ခုခေတ်မှာစမ်းသပ်ထားတာတွေရှိတယ်ကမ္မထာအထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ကရဲ့စိတ်ညစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ရဲ့စမ်းသပ်ကြည့်သူတို့ခန္ဓာကိုယ်ကထွက်တဲ့ chemical ဓာတ်တွေဟာမတူဘူးလို့ဒီလိုဆိုတယ်
မတူဘူးဆိုတာတော့ထင်ရှားပါတယ်လေနော်စိတ်ညစ်နေတဲ့ပုဂ္ဂိုလ်ကညှိုးနွမ်းနေတာပဲပြောနေတဲ့ပုဂ္ဂိုလ်ကလမ်းနေတာပဲဒါကတော့မတူတာသိချတာပဲနော်ညှိုးနွမ်းနေတာလဲစိတ်တစားရုပ်ပဲလမ်းနေတာလဲစိတ်တစားရုပ်ပဲစိတ်ပေါ်မှာအခြေခံပြီးတော့ဖြစ်တယ်လို့ဆိုလို့ရတယ်အေးဟုတ်ပြီအခုလည်းပဲဒီသဘောမျိုးကိုပြောတာလိန်ဒီပြပြောကြတတ်တဲ့ဘုရင်မင်းတရားအုပ်ချုပ်တဲ့နိုင်ငံမှာတဲ့မြေစီရေစီတွေဆုတ်သွားတတ်တယ်အဲ့ဒါလို့ဆုတ်သွားလို့ရှိရင်ဘာဖြစ်လဲစိုက်တဲ့ပြိုးတဲ့တိနံတွေမှာဩဇာမပါတော့ဘူးတဲ့စီဩဇာတွေရော့သွားတယ်အဲ့ဒီအစီဩဇာတွေခုခေတ်ဆိုရင်တော့ဗိတာမင်တွေပေါ့နော်အဲ့ဒါတွေမပါတဲ့အစာအာဟာရစားရတဲ့လူသားတွေဟာယောဂတွေများလာတယ်တဲ့ယောဂများလာသည့်အတွက်ကြောင့်ဘုရင်မင်းတရားကြီးမှာဝင်ငွေတွေကျဆင်းတယ်တဲ့လူတွေကအလုံးမလုံးနိုင်ဘူးဒါကွင်းဆက်တွေကိုပြောတာပဲနော်ကွင်းဆက်တွေလူမမြင်ရတဲ့ကွင်းဆက်တွေဟုတ်တယ်ကတ္တဗဘုရားနဲ့ဂေါတမဘုရားပဲရှင်ကြည့်ကံနဲ့ဆိုင်လားလို့ပြောမယ်ဆိုရင်နှစ်စုစလုံးဟာလေးတင်ချေတဲ့ကဘာတသိန်းပါရမီဖြည့်မှဘုရားဖြစ်ကြတာကံအားဖြင့်တူတယ်လို့ပြောရမှာပဲဘုရားဖြစ်ဖို့ပါရမီဖြည့်ရတဲ့ကံတရားတွေဟာနဲတာမဟုတ်ဘူးသို့တော့ကတ္တဗဘုရားကလူတက်တန်အနှစ်2000အသက်ရှည်ပြီးဂေါတမဘုရားကျတော့တရားဓမ္မတက်တော်80ပဲနေရဘသူကအဆုံးဖြတ်ပေးသွားတာတော့လို့ဆိုစာပေကျမ်းကမှာဘယ်လိုဆိုတော့ဥတုနာဘောဇနေနာအာယုဟာယတိပိဝတ္တတိပိတဲ့ယာတိဥရုနဲ့အာဟာရကလူရဲ့အသက်တန်းကိုတိုးလဲတိုးစေတယ်ရှည်လဲရှည်စေတယ်လို့ဒီလိုဆိုတာဥတုနဲ့အာဟာရကဆုံးဖြတ်သွားတယ်ဂေါတမဘုရားတက်တော်တူတာဟာဥတုအာဟာရကြောင့်ကံကြောင့်မဟုတ်ဘူးလို့ဆိုတယ်အဲ့ဒီခေတ်ကယာတိဥတုအဲ့ဒီခေတ်ကယာတိဥတုထဲမှာစိုက်ပျိုးတဲ့သီးနှံဟာအစီဩဇာအဲ့လောက်ပဲနှစ်100လောက်ပဲထိန်းနိုင်တဲ့စွမ်းအားရှိတယ်ပေါ့ကတ္တဗဘုရားလက်ထက်စိုက်ပျိုးတဲ့ကတ္တဗဘုရားလက်ထက်မှာရှိတဲ့ယာတိဥတုအဲ့ဒီဥတုကိုမှီပြီးစိုက်ပျိုးတဲ့သီးနှံတွေကြတော့အစီဩဇာပြည့်ဝလို့လူရဲ့တက်တန်းတွေဟာတောင်းကနန်းထိအောင်ရှိကြသွားတယ်ကံကအဆုံးဖြတ်ပေးတာမဟုတ်ဘူးဥတုနဲ့အာဟာရအဆုံးဖြတ်ပေးတယ်ဒီသဘောကိုသဘောပေါက်မယ်ဆိုလို့ရှိရင်လူတွေဟာဥတုကောင်းဖို့ဥတုကောင်းကောင်းနဲ့အာဟာရကောင်းကောင်းပြုပြင်ပေးနိုင်မယ်ဆိုလို့ရှိရင်တော့တက်တန်းလေးတွေရှင်းလာတယ်ဆိုတာဒီကနေ့ခေတ်မှာလည်းရှိတာပဲရှိတယ်သို့တော့ဥတုနဲ့အာဟာရရဲ့ပို့ပြီးတော့အာဟာရတဲ့ပို့ပြီးတော့အရင်ကြတာဘာလို့ဆိုလို့ရှိရင်စိတ်နေသဘောထားပဲကောင်းတဲ့စိတ်နေသဘောထားတွေရှိမှဥတုလည်းကောင်းလာမယ်အာဟာရလည်းကောင်းလာမယ်ဒီလိုခွင်းဆက်အနေနဲ့ဆိုထားတာနော်နိရောဇာဟာရဘောဇနာမနုဿာဘဂဝါဘာဒဟွန်ဒီအစီဩဇာမရှိတဲ့အာဟာရတွေကိုစားနေကြတဲ့လူတွေဟာယောဂတွေများလာတယ်တဲ့အဲ့ဒီလိုယောဂတွေများလာလို့ရှိရင်ဘာဖြစ်တော့ရတ္ထေအာယောနုပစ္စတိတဲ့တိုင်းပြည်မှာဝင်ငွေတွေကျဆင်းသွားတယ်တဲ့ဝင်ငွေတွေကျဆင်းသွားရာဇာနောဒုက္ကတာဟွန်ဒီတဲ့အခွန်ပဏ္ဏတွေယောပါသည့်အတွက်ကြောင့်ဘယင်းနေလဲငွေကြေးမတတ်နိုင်ဘူးတဲ့အဲ့ဒီငွေကြေးမတတ်နိုင်တော့ဘာဖြစ်လဲဆိုရင်မိမိတိုင်းပြည်မှာရှိတဲ့မင်းမှုတန်းတွေကိုလာကကောင်းကောင်းမပေးနိုင်ဘူးတဲ့တေဝကေသင်္ကနိတုံနတကွန်တိတေဝကဆိုမင်းမှုတန်းတွေကိုလာကကောင်းကောင်းမပေးနိုင်ဘူးတဲ့အသင်္ကဟိတတေဝကရာဇာနံဂရုစိတ်တေနနာအောလောကင်တိဘုရင်မင်းတရားတွေစီကချီးမြှောက်မှုမရတဲ့မင်းမှုတန်းတွေဟာဘုရင်ကိုတလေးတစားအလေးမထားကြတော့ဘူးလို့ဒီလိုဆိုတယ်အဲ့ဒါပြောတာ
အဲ့ဒါကြောင့်မို့လို့တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ဆိုတာမှန်ကန်တဲ့စကားပဲပြောရမယ်လို့မြတ်စွာဘုရားကောသလမင်းကြီးကိုဆုံးမတာဒီစနဲ့ဆုံးမတယ်နောက်တစ်ခုကဘာလဲလို့ဆိုရင်တိုင်းပြည်အုပ်ချုပ်တဲ့မင်းဟာကောဓစိတ်မတူရဘူးတဲ့ရညှိုးမထားရဘူးဒေါသမကြည်ရဘူးလို့ဒီလိုဆိုတယ်ဒေါသကိုတားမြစ်ရမယ်ဘာဖြစ်လို့လဲဆိုတော့ရာဇနံကောရောခိပ္ပံမထကံပပုဏ္ဏတိတိုင်းပြည်အုပ်ချုပ်တဲ့အကြီးအကဲရဲ့ဒေါသဟာချက်ချင်းထွတ်ထိပ်ရောက်သွားနိုင်တယ်တာမန်လူတယောက်စိတ်ဆိုးတာနဲ့မတူဘူးတဲ့သူ့ဒေါသကအများကြီးထိရောက်သွားတယ်လို့ဒီလိုပြောတာနော်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ရဲ့ဒေါသဟာတာမန်လူတယောက်ဖြစ်တဲ့ဒေါသကဒီလောက်ထိအောင်အထွတ်ထိပ်မရောက်ဘူးတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ရဲ့ဒေါသဟာအထွတ်ထိပ်ရောက်သွားတယ်ဆိုလိုတာကကြီးမားတဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေတယ်ဘာကြောင့်လို့ဆိုရင်ရာဇာနောနာမဝါစာဝုဒ္ဒဘုရင်ရဲ့စကားတစ်ခုဟာလက်နဲ့တပွဲဖြစ်သွားတယ်ဟုတ်တယ်ဒါတွေကမှတ်နေနော်ဘုရင်ကတခွန်းပြောလိုက်တာနဲ့ဒုက္ခရောက်သွားတယ်တခွန်းပြောလိုက်တာနဲ့ဒုက္ခရောက်သွားတာရှိကုစိတ်တော်ဟာအောလောကိတမတ္တိနာပိပရံဝိနာတင်တိဘုရင်ကစိတ်ဆိုးပြီးဒီလူတယောက်ကိုမျက်စောင်းတစ်ချက်ထိုးလိုက်တာနဲ့အဲ့ဒီလူအသက်ပြောက်ပြီးတာမှတ်ပြီဒီလိုရှိတယ်နော်ခါတော့ကကြားဘူးလိုက်တယ်ဟာဒီကောင်ကြီးမသေးသေးဘူးလားဆိုတော့ဖမ်းသွားတယ်နော်အမှားတော့ယင်းနှီးလို့ပြောတဲ့စကားကိုအမတန်ယင်းနှီးတဲ့ပုဂ္ဂိုလ်ချင်းပြောလိုက်တဲ့စကားမသေးသေးဘူးလားဆိုတော့တိုက်အမှထင်ပြီးတော့ဖမ်းသွားတယ်ဒီလိုကြားဘူးတယ်အဲ့တော့ဒါကြောင့်မလို့ရာဇာနောနာမဝါစာဝုဒ္ဒသူတို့နှုတ်ကထွက်လိုက်တဲ့စကားတစ်ခုကလက်နဲ့ဖြစ်သွားလက်နဲ့ဖြစ်သွားလို့ရှိရင်တစ်ဖက်သားမှာထိရောက်တဲ့အကျိုးသက်ရောက်မှုတွေကိုဖြစ်ပေါ်စေတတ်တယ်တဲ့ဒါကြောင့်မို့လို့တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေဆိုတာတဲ့သူများတွေတက်ပို့ပြီးတော့စိတ်ရှိသိခံရမယ်လို့တို့ဟောတယ်နော်ဒေါသချုပ်တီးနိုင်ရမယ်ဒါတခုကောသလမင်းကြီးကိုလိုက်နာပွဲတွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောနောက်တစ်ခုကဘာတော့တိုင်းပြည်အုပ်ချုပ်တဲ့မင်းဟာဘယ်တော့မှနောက်ပြောင်မပြောရဘူးတဲ့သူတို့နှုတ်ကထွက်တဲ့စကားဟာအတီးပဲဖြစ်ရနောက်ပြောင်ဟာတဆိုတာမလုပ်ရဘူးလို့ဒီလိုပြောတယ်နောက်ပြောင်ပြောင်းတော့မျိုးမလုပ်ရဘူးတဲ့ပျော်ရွှင်မြူးထုတဲ့အနေနဲ့နောက်ပြောင်လုံးမိပြီဆိုလို့ရှိရင်ဘုရင်မှာသိက္ခာကျပရိညာနာမကေလိတိလေနနဘွေတပံတပည့်အုပ်ချုပ်တဲ့မင်းဆိုတာမြူးထုပြောင်လောင်တဲ့အနေအထားမျိုးဘယ်တော့မှမဖြစ်ရဘူးအပရပတ္တိယေနဟုတ်တော်ဟာတဗ္ဗာနိကိစ္ဆာနိအတ္တပစ္စခေနိဝကာတဗ္ဗာနိတဲ့သူကသူများဘသူကိုမှတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုတာအယုံကြည်မထားရဘူးဘသူစကားမှမယုံနဲ့ဒီလိုဆိုလို့တယ်အပရပတ္တိယပရပတ္တိယဆိုတာသူများစကားကိုယုံတာကိုဆိုလို့တယ်အပရပတ္တိယဆိုတာသူများစကားမယုံရဘူးတဲ့ဟုတ်တယ်လေမင်းဆိုတာဘေးကလူကဝင်ပြီးတော့ဂုံးတိုက်လို့ရှိရင်ကြံတဲ့လူမှနစ်နာတတ်တယ်လေဒါကြောင့်မို့အပရပတ္တိယလူပြောသူပြောဘေးကပြောတာကိုဘယ်တော့မှလက်မခံမယုံနဲ့တဗ္ဗာနိကိစ္ဆာနိအတ္တပစ္စခေနိဝပစ္စခေနိဝအတ္တပစ္စခဆိုတာကိုယ်တိုင်သိရမယ်ကိုယ်တိုင်သိအောင်
ကိုယ်တိုင်သိရှိပြီးမှအလုပ်တစ်ခုကိုလုပ်ရမယ်လို့ကိုယ်တိုင်သိအောင်စုံစမ်းတယ်လုပ်ကြတယ်ဒါကြောင့်မို့950ဇတ်ထဲမှာဘုရားလောင်းဘယင်းတွေဟာမြို့ထဲမှာစနေနာထွက်ပြီးတော့အမှန်သိအောင်ကိစ္စတစ်ခုရုပ်တရက်မဆုံးဖြတ်ပဲနဲ့အမှန်သိအောင်ကြိုးစားအားထုတ်ကြအဲ့လိုအမှန်သိရတဲ့အခါကျတော့မှမိမိရဲ့လှုပ်ဆောင်မှုဟာမှန်ကန်တယ်လို့ဆိုတယ်အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့တိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုတာနံပါတ်1ဘုရားစကားရှောင်ရှားရမယ်အမျက်ဒေါသကိုရှောင်ရှားရမယ်အချောအပြက်ပြောတာမျိုးသူတစ်ပါးယုံကြည်တာမျိုးဒါတွေကိုရှောင်ရှားရမယ်တဲ့အလေးနဲ့မိမိကိုယ်တိုင်သိပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်ရမယ်ကောင်းကျိုးချမ်းသာတွေရအောင်ဆောင်ရွက်ရမယ်လို့ဒီလိုဆိုတာနော်အဲ့ဒါကြောင့်မို့လို့ဒီကောသလမင်းကြီးကိုမြတ်စွာဘုရားတို့ဒီမှာပညာပေးတဲ့အနေနဲ့ဟောပြောတာဝိထတံကောဒံဟာတံနိဝရေဒါတွေကိုဒီတရားမျိုးတွေမဖြစ်အောင်လုပ်ပါတဲ့တတောကိစ္ဆာနိကာရိယတံဝတံအာဟုခတ္တယအဲ့ဒီနောက်မှလှုပ်เสียရှိတဲ့ကိစ္စတွေကိုလုပ်ပါတဲ့ဟောနောက်တစ်ခုတာမန်လူတွေနဲ့မတူစေရဘူးတဲ့ယန္တွန်တာတပုပ္ပေကတမတံတယရတ္တောဒုက္ခောသယံကရိယာနတ္တံကိရာတတောပုဏ္ဏအခါတရံလောဘကြောင့်ဖြစ်စေဒေါသကြောင့်ဖြစ်စေအမှားယွင်းတစ်ခုပြုမိလိုက်လို့စိတ်ပူစရာတစ်ခုဖြစ်သွားလို့ရှိရင်တဲ့နော်ဒုတိယအဲ့ဒါလို့နောင်တပူပန်ရမယ်အလုပ်မျိုးကိုနောက်ထပ်မလုပ်မိအောင်တတိထားရမယ်တိုင်းပြည်အုပ်ချုပ်မိမိလျော်ကြောင်းကြဆိုင်ရမယ်အမြဲတမ်းတတိကြီးစွာထားရမယ်မိမိလျော်ရော့နေမယ်ဆိုလို့ရှိရင်ဆုံးမသွားရတယ်အဲ့ဒီဆုံးမမှုဟာမကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုမချီးမြှောက်ရဘူးနှိပ်ကွက်ရမယ်ဒီလိုဆိုတယ်နောက်တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ဟာအသိပညာအမျှော်အမြင်ရှိရမယ်အရာခသိမ်းမှာသူများတဲ့ပို့ပြီးတော့လုံလဝိရိယနဲ့ပြည့်စုံရမယ်အမျှော်အမြင်ရှိပြီးတော့လုံလဝိရိယရှိတဲ့ဘုရင်ဟာမိမိကိုစန့်ကျင်နေတဲ့ပုဂ္ဂိုလ်တွေရဲ့နော်အရင်အမြစ်ကိုပယ်ဖြတ်ပြရရောက်တယ်တဲ့ပညာအရင်အမြစ်ကိုဖယ်ရှားပြစ်ခြင်းပဲဖြစ်မယ်လုံလဝိရိယဆိုတာဘုရားလုံလဝိရိယကိုအားပေးတယ်ကုသိုလ်ကောင်းမှုလုပ်တာကိုအားပေးတယ်တကယ်ကိုတကူကြီးတဲ့နတ်ပြည်မှာနတ်ချမ်းသာခံစားနေတဲ့တရားမင်းကြီးပဲဖြစ်ပါစေလုံလဝိရိယရှိတယ်တခါတော့ကသူ့မှာသားနှစ်ယောက်ရှိတယ်သူဝီရနဲ့ဇယန္တဆိုအတုရာတွေနဲ့ပြိုင်ဆိုင်ပြီးတော့ရင်ဆိုင်မှုကိစ္စတွေရှိတာတရားမင်းကြီးကသူတို့ကိုသွားပြီးတော့ရင်ဆိုင်ခိုင်းတယ်ပေါ့အဲ့ဒီမှာကောင်းပါပြီလို့ပြောပြီးတော့ဒီသူသားနှစ်ယောက်ဟာအပျော်ပါးတွေနဲ့အချိန်ကုန်သွားတဲ့ဥယျာဉ်ထဲဝင်ပြီးတော့တရားမင်းကြီးလွတ်တဲ့စီကိုမသွားဘူးမသွားတော့နောက်တစ်ခါတရားမင်းကြီးကဟာဒီကောင်းလေးမသွားသေးဘူးလားဆိုမသွားသေးဘူးနော်အဲ့ကြတော့ဗာပြောတော့ဆိုအနုထဟံအဝါယမံယတ္တရဒုက္ခံဒိကိစ္စတိသူဝီရဇယန္တတထကိစ္ဆာဟိမင်းစတထေဝပပယတဲ့မကြိုးစားပဲမလုပ်ပဲချမ်းသာဒုက္ခရတဲ့နေရာရှိရင်မင်းတို့အဲ့ဒီသွားနေကြတဲ့ငါလည်းခေါ်သွားတဲ့ဆိုလိုတာကမကြိုးစားရင်မင်းတို့ဘာမှမရဘူးတဲ့မကြိုးစားတဲ့နေရာချမ်းသာဒုက္ခမကြိုးစားပဲနဲ့ချမ်းသာဒုက္ခရတဲ့နေရာရှိရင်မင်းတို့အဲ့ဒီသွားနေကြငါလည်းခေါ်သွားကြဆိုပြီးတော့တရားမင်းကြီးကဆုံးမတယ်ဆိုတဲ့စကားတွေဟာတက္ကတန်ရုပ်ပါဠိတော်မှာမှတ်တမ်းတင်ထားတာရှိအလုံးမှတ်သားစရာကောင်းတယ်ဒါကြောင့်မို့တရားမင်းကြီးတောင်မှပဲ
ကြိုးစားအထောက်မှုနဲ့ပတ်သက်ပြီးတော့ချီးမွမ်းပြောကြလေရှိတယ်အလကားမနေဘူးအမြဲတမ်းကြိုးစားအထောက်မှုရှိတယ်အဲ့ဒါလို့ကုသိုလ်ကောင်းမှုတွေမှာမမိမနတ်တွေဘာတွေကလည်းကုသိုလ်ကောင်းမှုတွေလုပ်ပြီးအမြတ်တမ်းပေးဝေနေမှနတ်တွေကလည်းသဘောကျပြီးတော့ကိုယ်ကိုစောင့်ရှောက်တယ်တဲ့အဲ့ဒါလို့မဟုတ်ဘူးဆိုရင်ကိုကမိမိလျော့လျော့နေလို့ရှိရင်မင်းလုပ်တဲ့ပုဂ္ဂိုလ်ကမိမိလျော့လျော့နေလို့ရှိရင်နတ်တွေကလည်းမစောင့်ရှောက်ဘူးတဲ့ဒါကြောင့်မို့မမိမလျော့နေပြီးတော့အလုံးပေါ်မှာမေတ္တာသက်ဝင်ပြီးတော့လုပ်ငန်းကိစ္စတွေလုပ်ရမယ်တဲ့ပြင်းနေလို့ရှိရင်မြည်သည့်ချမ်းသာမှမရနိုင်ဘူးတဲ့နာလသောဝိန္ဒတေဒုက္ခံပြင်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်ချမ်းသာကိုမှမရနိုင်ဘူးဒါကြောင့်မို့အခုလိုက်နာကျင့်သုံးရမယ့်အချက်တွေကိုဘုရင်မင်းတရားတွေအနေနဲ့လိုက်နာကျင့်သုံးသင့်တယ်လို့ဆိုတာကိုကောသလမင်းကြီးကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့မြတ်စွာဘုရားကတေတကုဏဇတ်မှာဆုံးမဩဝါဒခံပေးထားတာရှိတယ်ပေါ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဇာတကဒေသနာတော်တွေမှာဆုံးမဩဝါဒတွေဖြစ်ပါတယ်ဒီဆုံးမဩဝါဒတွေအတိုင်းလိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုလို့ရှိရင်တော့အခုဘဝလည်းကောင်းမယ်နောက်ဘဝလည်းကောင်းမယ်အားလုံးခုဘဝအစဉ်ပြေနောက်ဘဝအစဉ်ပြေပြီးတော့ငြိမ်းချမ်းသာယာပြီးတော့နေတဲ့အခါမှာလူတိုင်းပညာလည်းရှာနိုင်ကြမယ်ပညာလည်းသိဘူးနိုင်ကြမယ်ပစ္စည်းဥစ္စာလည်းရှာဖွေကြနိုင်တယ်နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာထိအောင်တရားဓမ္မကျင့်သုံးခြင်းဖြင့်အမြတ်ဆုံးနိဗ္ဗာန်ချမ်းသာထိအောင်ရရှိနိုင်ကြမှာဖြစ်တယ်ဆိုတာကိုကိုယ်စီသဘောကျပြီးတော့ဘုရားမြတ်စွာရဲ့အဆုံးအမဇာတကလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း